ကားတွေပါအကျဉ်းနာရင်မထားစေတနာတရားနဲ့ကိုယ်ရုံးမကတဲ့မှုမြတ်လို့ပါပရဆိုတာဝိနည်းရများပါဟိတဆိုဒီမှာကိုယ်ရုံးမကတော့အများစုလို့ပေါ်တွင်ခြင်းပါစွမ်းနိုင်တော့ကိုကြီးထောက်ပံ့ပေးကြသူမှာအကျိုးတရားမမျောပါအမြဲလို့ကြဆောင်ရွက်ကြတာအသက်ကိုပင်ရနာမထားပါခံယူရဲ့ယုံကြည်ချက်ဟာအများအကျိုးအတွက်အသက်ပေးဝင်သူပါသင်္ခါတွေလည်းမတွေးပါဒေသမရွေးပါ